အခုကိုစိတ်ဆင်းရအောင်မလုပ်ချင်ပါဘူးအကိုစိတ်ချမ်းသာနေငါပျော်တာပဲမို့ငါပဲကြိတ်ပြီးခံစားရနောက်ကွယ်ကနေအကိုပျော်နေတာကိုတိတ်တကူလေးနဲ့ပဲအဲ့လိုမနေနိုင်ဘူးငါအကိုခိုးပြေးမယ်ကွာဟမ်ဘာမအေးဘေးလေးကလည်းငါထင်းတော့ထင်းနေအရှိရစကားတွေနားထောင်နေတော့ဒီကောင်ဘယ်ပေါ်ကားတဲ့အဒန်းလို့တွေပြောနေပါလေလို့အဲ့တော့ငါပုံစံမဟုတ်မှမင်းတို့လည်းသိရတာနဲ့ဦးဒါမဲ့ငါအခုအချိန်ကိုအရင်စုံစမ်းလိုက်အောင်မယ်စခိုးပြေးတာမတတ်တာတဲ့အစုံမှာထုတ်တော့မယ်လက်နက်ကွာမင်းတို့အကူညီလိုလိုက်မယ်နော်အာကားထိုးသူပြောလိုက်တော့နှစ်ယောက်သားပြိုင်တူထအော်ကြသည်အာဟန်ဒီတော့ခင်မျိုးဆိုရဲ့မေတာနေကောင်းနေပြီဖုံးပြန်ပြီးတော့ခေါင်းလည်းမကိုက်တော့ဘူးမြေရိုးလည်းမကိုက်တော့ဘူးတေးကြလို့လား